Chapter 24ရဲ့အစမှာတော့မိုရီတယောက်လဲကြောက်တုံးဘေးမှာထိုင်လက်သားပဲရှိနေပြီးစိတ်ထဲကနေလဲနှွေးလိုက်တာကွာလို့တွေးနေအောင်မှာပဲအပေါ်ကနေနှင်းတွေကထပ်ပြီးလှုပ်လာခဲ့ပါတယ်မိုရီတယောက်လဲကံမကောင်းစွာနဲ့ပဲနှင်းတွေဒုတိယကြိမ်ပြိုကျတာကိုခံစားလိုက်ရပြီးအောက်ကိုထပ်မံရောက်ရှိသွားပါတော့တယ်တစ်ဖက်စကန်မှာတော့ဆရာဦးနေရှိကနေမှအဖိုးကြီးအဲ့လမ်းကျောကတောင်ဘက်ကနေသွားတဲ့လမ်းကျောမလားကျွန်တော်လမ်းကျောအတိုင်းလိုက်သွားမယ်လို့ပြောတော့အဖိုးကနေမှနေပါအောင်ကွာကယ်ဆယ်ရေးအဖွဲ့မကြခင်ရောက်လာတော့မှအဲ့ဒီအချိန်ကြီးတော့စောင့်ပါအောင်လို့ပြောပြီးမြဆရာဦးနေရှိကတော့အဖိုးကြီးမုံနှင်းတွေကြလာတာ၄နာရီအောင်ရှိပြီပြီးတော့မှောင်နှမ်းဖြစ်သွားတာလဲတနာရီကျော်သွားပြီဖြုံးနေဖို့အချိန်မရှိတော့ဘူးဆိုပြီးပြန်ပြေးလိုက်တော့အဖိုးကစိတ်ပူသွားပြီအိုနီရှိတောင်ဘက်တောင်ကျော်လမ်းကြောင်းမှာနှင်းပုံတွေကစွတ်ပုံတွေကနှင်းပြုံမှုအများကြီးရှိလာနိုင်တယ်ဒုတိယအချိန်သာထပ်ပြီးရင်အန်ရယ်လည်းရှိတယ်မင်းတယောက်တည်းသွားဖို့ကအန်ရယ်များလို့နေကွာငါလည်းမင်းနဲ့အတူလိုက်ချင်ပါတယ်ဒါပေမဲ့ကွာကယ်ဆယ်ရေးအဖွဲ့တွေဒီကိုရောက်လာတဲ့အချိန်ငါစောင့်နေရမယ်လေမင်းအတွက်လည်းခက်ခဲမယ်ဆိုတာငါသိပါတယ်ဒါပေမဲ့ငါတို့စိတ်ကိုထိန်းထားဖို့လိုအပ်တယ်ဆိုပြီးဆရာအိုနီရှိကိုတားဖို့လုပ်ပါတယ်ဒီလိုတားနေတဲ့ကြားတဲ့အောင်ဆရာအိုနီရှိကဒါပေမဲ့ဗျာကျွန်တော်တို့သာဆက်ပြီးအချိန်ဆွဲနေမိုရီသူတခုခုဆိုပြီးဆရာအိုနီရှာဆက်မပြောပြန်ဖြစ်နေတဲ့အချိန်မှာပဲဘေးနာကိုရိုးတပည့်ဟမ်သူတခုခုဖြစ်တာသိတာကိုပြောတာလားအဲ့လိုတော့မဖြစ်နိုင်ပါဘူးလားဆိုပြီးဝင်ပြောတော့ဆရာလည်းဘာမှပြန်မဖြေနိုင်တော့ပဲဘေးကိုလှည့်လိုက်ကအနောက်မှာထိုင်နေတဲ့ကိုရိုနဲ့မျိုးလုံးချင်းစုံမိသွားပါတယ်ဆရာနဲ့အကြည့်ချင်းစုံမိသွားတဲ့ကိုရိုတယောက်လည်းချက်ချင်းဆိုလို့ဘေးကိုခက်မမြလှည့်လိုက်ပြီးဆရာအိုနီရှာလည်းကိုရိုစီကိုတန်းတန်းမတ်မတ်လမ်းလျှောက်လာပါတယ်ပြီးတော့ဆရာအိုနီရှာကနေမှဟေ့အောင်ဒါမင်းပြဿနာရှာလို့ဖြစ်ရတာမင်းငါနဲ့အတူတူလိုက်ခဲ့မလားဆိုပြီးမေးလိုက်တော့ကိုရိုကနေမှဟဲ့လူကျုပ်ကိုလာမခေါ်နဲ့လေဗျာကျုပ်ကရိုးရိုးသားသားတင်းတော့ပါဗျအဲ့လိုမျိုးတောင်တက်တာတွေမကြောက်ဘူးဆိုပြီးလုံနေလို့ဆရာအိုနီရှိရပဲကိုရိုးရဲ့အင်ကြီးစာကိုဆွဲလိုက်ကဟဲ့အောင်မင်းငါ့ကိုလွန်ခဲ့တဲ့10နှစ်တုန်းကအဲ့တောင်မှာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးအကျွေးတင်နေသေးတယ်ဆိုတာကိုမှတ်မိသေးတယ်မလားဆိုပြီးပြောလိုက်ပါတယ်ကိုရိုးတယောက်လည်းဒါကိုကြကြပြီးချင်းပဲလုံးဝလန့်သွားပါတယ်ဆရာအိုနီရှိပြောပုံအရကိုရိုးကတောင်တက်ဘူးတဲ့လူတယောက်ပါပဲအရှိရ chapter တွေမှာသူ့တပည့်ကိုမတက်ဘူးလို့ဘာလို့လိန်ထားရဲဆိုတာနဲ့ပတ်သက်ပြီးဘရိုတို့လည်းအံ့ဩနေမယ်လို့ထင်ပါတယ်ကျွန်တော်တို့နေမှမဟုတ်ပါဘူးကိုရိုးတပည့်ကလည်းဟာကိုရိုးခင်ဗျားကျွန်တော်ကိုပြောတော့တောင်တက်ထပ်ဘူးလေဗျာဆိုပြီးမေးလိုက်တော့အလိန်ပေါ်သွားတဲ့ကိုရိုးလည်းဟုတ်ပါပြီငါနားလေပါပြီဆိုပြီးဆရာအိုနီရှိကိုပြောလိုက်ကလိုက်ဖို့အတွက်ပဲပြင်ဆင်လိုက်ရပါတော့တယ်ကိုရိုပြင်ဆင်နေတဲ့အချိန်မှာပဲဆရာထက်ရောက်လာပြီးဒီမှာဆရာကိုရိုခင်ဗျားကလေကျွန်တော်တွေ့သူများလူတွေထဲမှာယုံကြည်နိုင်စရာနည်းနည်းတောင်မှမရှိတဲ့လူပဲဒါပေမဲ့အခုခင်ဗျားကိုကျွန်တော်နဲ့လိုက်ဖို့ခေါ်ရဲဆိုတာခင်ဗျားအပြင်တခြားဘယ်သူမှအတွေ့အကြုံတခြားမရှိသေးရကြောင်းမလို့ခေါ်လိုက်ရတာဆိုပြီးပြောလိုက်ပါတယ်ကဲဒါဆိုတွားကြမယ်ဆိုပြီးခဏအကြာမှာတော့ကိုရိုနဲ့ဆရာအိုနီရှိတို့စတင်ထွက်လာကြပါတော့တယ်လမ်းတစ်လျှောက်ကလည်းနှင်းတွေနဲ့ဖုံးလွှမ်းနေပြီးဆရာတို့လည်းနောက်မကြတော့အောင်ပုံမှန်ထက်အားထည့်ပြီးခက်တွတ်လမ်းလျှောက်နေကြရပါပြီထို့ချိန်ကိုရိုကနေမှခဏလောက်နားဖို့ပြောတာတော့မှဆရာအိုနီရှိကတော့စက္ကန့်တွေတိုင်းအရေးပါနေပြီငါတို့အလင်းလုံးမရမယ်လို့ပြောရင်အရှိကိုသာဆက်လျှောက်သွားပါတယ်လမ်းတနေရာရောက်တော့ကိုရိုတယောက်ဆက်မလျှောက်နိုင်လို့နားနေတဲ့အချိန်မှာပဲဆရာအိုနီရှိရောက်လာရင်ခင်ဗျားဒီတောင်တွေစီကနေကြောခိုင်းလာခဲ့ပြီးတောင်မတက်တော့တာကြာပြီမလားဆိုပြီးဆရာအိုနီရှိကမေးလိုက်တော့ကိုရိုတယောက်မျက်လုံးပြူးသွားပါတယ်သူတို့နှစ်ယောက်ရဲ့အတိတ်ကလည်းစိတ်ဝင်စားဖို့ကောင်းစွာနဲ့ရှိနေတော့မှာသူတို့နှစ်ယောက်လည်းဆိုင်းမုတ်စီကိုရောက်လာခဲ့ရင်ဆရာအိုနီရှိကနေမှကဲအခုကစပြီးငါတို့တောင်ဘက်တောင်ကျော်လမ်းကြောင်းပေါ်ကိုရောက်ပြီအချိန်ကြီးကတော့ပို့ပြီးတော့စိုးဝါလာနိုင်တယ်ဒါအပြင်မိုးရီသူကတောင်တွေကြောင်ဘာမှမသိဘူးသူသာမှုန်တိုင်းထဲမှာလမ်းပြောက်သွားရင်တောင်အောက်ကိုအမြန်ဆင်းဖို့ကြိုးစားလိုက်မယ်ဒါပေမဲ့သူသာအောက်ဆင်းသွားပြီးတောင်တွေကြားထဲမှာလမ်းပြောက်သွားရင်ဘယ်တော့မှပြန်ထွက်လာနိုင်တော့မှာတော့မဟုတ်ဘူးကဲအဲ့ဒီတော့ငါတို့တွေမိုးရီအိမ်ပြန်လာနိုင်ဖို့အတွက်စန့်ကျင်ဘက်တိုင်းကိုလှုပ်ရမယ်ထိတ်ဆုံးကိုပဲငါတို့ဥတီထားရမယ်သူကတော့တောင်ကျောတိုင်းအောက်ကိုဆင်းသွားနေတိုင်းတာဖြစ်နိုင်တယ်ဆိုပြီးဆရာအိုနီရှိကပြောလိုက်ပါတယ်အဲ့နောက်မှာတော့ကိုရိုကနေမှဒါပေမဲ့ကွာငါတို့မှအချိန်မရှိနေဘူးဟိုဖိုးကြီးပြောခဲ့တယ်လို့ပဲသူကနှင်းပြုံမှုနဲ့ပိတ်မိသွားရင်ဘယ်လိုလုပ်မလဲအဲ့ဒါအပြင် तू ကပါဇက်ကိုလက်နဲ့အုပ်ပြီးယာယီအသက်ရှူနိုင်အောင်လှုပ်ထားရမယ်နီးလန်းတွေကိုလည်းမသိတော့ဘူးမဟုတ်ဘူးလားအဲ့လိုသာ तू မလှုပ်ထားရင် तू ပါဇက်ဘေးမှာဆုလာမယ်ကာမွန်တိုင်းအောက်ဆိုက်တွေကိုပြန်ရှုမိပြီး4မိနစ်အတွင်းမှာ तू ဒီလောကကြီးတွေကထွက်သွားလိမ့်မယ်ဆိုပြီးကိုရိုကရှင်းပြလိုက်ပါတယ်ကိုရိုလည်းပေါ်သေးသေးတော့မဟုတ်ပါဘူးအဲ့ဒီနောက်မှာတော့ဆရာအုံကြီးကိုကြည့်လိုက်ရင်ကဲပါလေရွေးချယ်စရာမရှိတော့ပါဘူးဒါကဖြက်လန်းမယ်မလားငါတို့ဒီကနေစတတ်ကြမလားလို့မေးလိုက်ကသူတို့နှစ်ယောက်ကတော့တောင်ထိပ်ကိုရောက်ဖို့အတွက်ဘေးကနေအပေါ်ကိုစတတ်ကြတော့မှဖြစ်ပါတယ်တစ်ဖက်မှာတော့မိုရီတယောက်ကတော့မျက်မျောလေးဖြစ်နေပြီငါဘယ်ရီရောက်နေရလဲကွာတကောလုံးနဲ့ပေါ့ပွားလွင့်မျောနေပြီခဏကိုယ်တွေကိုဘာခွန်အားမှဝင်မလာသလိုပဲငါတေများတေသွားလားတကယ်တမ်းတော့ကွာဒါအရေးလည်းမကြီးပါဘူးလေဘာပဲဖြစ်ဖြစ်ငါနေ့တိုင်းအသက်ရှင်နေရလားတေနေရလားတော့မကွဲပြားပဲဖြတ်တန်းနေရတဲ့ဥစ္စာဆိုပြီးအတွေးတွေနဲ့ပြည့်နေနေရုပ်တရက်မိုရီတယောက်သူ့ရဲ့လက်ကိုပြန်ခံစားလာခဲ့ပြီးစိတ်ထဲမှာလည်း chapter 1တော့ကသူတက်ခဲ့တဲ့တိုက်အကြောင်းပြန်ပေါ်လာခဲ့ပါတယ်အတွေးထဲမှာလည်းနေရိုင်းအစွန်အဖျားလေးကိုကင်နိုင်ခဲ့တဲ့အချိန်ကိုပြန်မြင်အောင်နေခဲ့တာမိုရီတယောက်နှင်းတွေအောက်ကနေအသိစိတ်ပြန်ကက်ကငါအသက်ရှင်နေသေးရပဲဆိုတဲ့အတန်နဲ့အတူနှင်းတွေပေါ်ပြန်တက်လာနိုင်ခဲ့ပါသေးတယ်ဒီလိုနဲ့မိုးရီတယောက်အသက်ဘေးကနေထက်လွတ်မြောက်သွားခဲ့ရင်းနဲ့ပဲ chapter 24ကလည်းအဆုံးသတ်သွားပါတယ် chapter 25မြို့ပြရဲ့အလင်းရောင်များ chapter 25ရဲ့အစမှာတော့မိုးရီတယောက်လည်းနှင်းတွေကြားထဲကနေကုန်းယုံထကြည့်လိုက်ပါတယ်နောက်ဆုံးမှာတော့မိုးရီတယောက်လက်နှစ်ဖက်ကိုထောက်သွားနိုင်ခဲ့ပြီးမုံတိုင်းကလည်းရက်တက်လို့သွားခဲ့ပါပြီမိုးရီတယောက်လည်းစိတ်ကိုတင်းထားပြီးမတက်ရက်ကြည့်ဖို့လှုပ်လိုက်တာခဏကိုယ်ထဲကနေလည်းဘာမှမသိတဲ့အေးဆက်မှုတစ်ခုခံစားနေရပါတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ် तू ထရမယ် तू သွားရမယ်ဆိုတဲ့အတွေးနဲ့အတူ
အရှိရတောင်ကြီးကိုပါဆက်တက်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်တစ်ဖက်မှာတော့ဆရာအိုနီရှိနဲ့ကိုရိုတို့နှစ်ယောက်ကတရွေ့ရွေ့နဲ့အပေါ်ကိုတက်လာကြပါတယ်မုံတိုင်းကရက်သွားပြီပဲလို့ဆရာအိုနီရှိကပြောရင်အောက်ကကိုရိုကပါဟေ့အောင်ကြီးမြန်မြန်လှုပ်တော့အပူချိန်ရုတ်တရက်ကြတင်ချင်းဖြစ်စရာစတင်တော့မယ်တိမ်တွေမရှိတော့မြေပြင်ပေါ်ကအပူဓာတ်တွေအကုန်လုံးကုန်သွားလိမ့်မယ်ပြီးရင်လေတွေငြိမ်သွားပြီးအေးခမ်းနေတဲ့လေတွေအကုန်လုံးမြေပြင်စီကိုပြန်ရောက်လာလိမ့်မယ်ဆိုပြီးကိုရိုကရှင်းပြလိုက်ပါတယ်ဒါကိုကြားတော့ဆရာအိုနီရှိကပဲဘာအပူချိန်ကြဆင်းတာဟုတ်လားလွန်ခဲ့တဲ့10နှစ်တုန်းကဟိုတားကမှဖြစ်ခဲ့တယ်လို့မျိုးလားဆိုပြီးမေးလိုက်တော့ကိုရိုတယောက်လည်းကြားကြားပြီးချင်းမဲ့အတိတ်ကဖြစ်ရတွေကိုပါပြန်သတိရသွားပါတော့တယ်ထပ်ပြီးကိုရိုကပဲဟေ့အောင်မင်းငါတောင်တကြိုးဖြတ်ဖို့လုံးမလို့လားငါမင်းကငါ့ကိုတပ်ပြစ်မလားတော့မသိဘူးကွာအဲ့တုန်းကဖြစ်ခဲ့တာကိုမင်းအခုထိမတင်နဲ့သေးဘူးမလားဆိုပြီးကိုရိုကမေးလိုက်တော့ဆရာအိုနီရှိလဲကျိုးကိုကင်ထားရင်တွေ့ဝင်နေခဲ့ကရုတ်တရက်မန်ကာကလွန်ခဲ့တဲ့10နှစ်ကအချိန်ကာလဟိုတားကတောင်စီကိုပြန်ရောက်သွားပါတယ်သူမကဘယ်မှာလဲဘေးရောက်သွားတာလဲဆိုတော့တောင်ပေါ်ကရုပ်ရုပ်တဲ့အခြေအနေတစ်ခုနဲ့စတင်ထားပြီးအဖွဲတွေကနေဆရာအုံကြီးကနေမှသူမခြေရာတွေကိုခြံထားခဲ့နိုင်တယ်ငါသွားရှာတော့မယ်ဆိုပြီးအဖွဲတွေကနေပျောက်နေပုံရတဲ့ကောင်မလေးကိုရှာဖို့လုပ်ပါတယ်ဒီတော့အဖွဲသွားတွေကစောင်းအုံကြီးရှိကလပ်ခေါင်းဆောင်ပြန်ရောက်လာလိမ့်မယ်သူဆုံးဖြတ်တာကိုစောင်းအောင်ဆိုပြီးတားထားကြတော့ဆရာအုံကြီးကပဲဟေ့အောင်လေသူမပျောက်ဆုံးနေတာ10နာရီတောင်ရှိပြီကွာဒီတဲ့အချိန်ပြောရင်သူမအသက်အန္တရာယ်ရှိလာနိုင်တယ်ကွာလို့ပြောရင်းနဲ့ပဲရုတ်တရက်ကပ်ပတိန်ဆိုတဲ့သူကရောက်လာပါတယ်ထို့ကပ်ပတိန်ဆိုတဲ့သူကတော့ကိုရိုကိုတိုင်းမှာပဲကိုရိုကိုမြင်တော့အိုနီရှိကတန်းလုံးသားတစ်ခုရလာလို့မေးပေမဲ့ကိုလိုကတော့နည်းနည်းပဲရတယ်ဒါပေမဲ့လေကငြိမ်သွားပြီဒါငါတို့အခွင့်အရေးပဲလို့ပြန်ပြောလိုက်ပါတယ်ဒီရောအိုနီရှိရပဲခေါင်းဆောင်ကျွန်တော်ကတဲဆောင်အနေနဲ့ကျွန်တော်မှခွန်အားတွေအများကြီးကြံသေးတယ်ကျေးဇူးပြုပြီးသူနဲ့အတူသွားကြံခွင့်ပေးပါလို့တောင်းဆိုပေမဲ့ကိုလိုကတော့ဟဲ့အောင်မရဘူးငါတို့အားလုံးစုတ်ခွာရမယ်ဆိုပြီးအမိန့်ထုတ်လိုက်တော့အားလုံးကြောင်သွားကြပါအိုနီရှိကနေမှခေါင်းဆောင်ခမရယူနေရလားငါတို့တွေသူမမပါပဲနဲ့တောင်းအောက်ကိုဆင်းမလို့လားလို့မေးတော့အေးဟုတ်တယ်ဆိုတော့ကိုတို့ရဲ့ဖြေတန်းကြောင့်အိုနီရှိသေးသွားပါခေါင်းဆောင်ဒါပေမဲ့သူမအခုချိန်ကြီးငါတို့ကိုစောင့်နေနေတဲ့တုံရင်တွေမှာတေးကြတယ်ငါတို့သွားရှာကြအောင်ကွာဆိုပြီးအော်ပြောပေမဲ့ကိုလိုကတော့ဒါခေါင်းဆောင်အမိန့်မဲဆိုပြီးလုံနေရကြောင်းအိုနီရှိတယောက်ဒေါသထောက်ကအော်လိုက်မိပါတယ်ဒီတော့ကိုလိုကအိုနီရှိရဲ့ကော်လောင်ဆွဲလိုက်ရင်ဟဲ့ရအိုနီရှိတောင်ပေါ်မှာဆိုရင်အချီနီတနာစိတ်တွေမလိုဘူးမင်းတယောက်ယောက်ကိုကဲချင်းကိုကိုပဲအရင်စိတ်ပူလိုက်အောင်ဆိုပြီးခက်ရင်ရင်နဲ့ပြောချလိုက်ပါတယ်အိုနီရှိတို့အဖွဲ့လည်းမတက်တာပဲကြံတဲ့သူတွေနဲ့လာဆင်းလာခဲ့ရပါတယ်ကိုလိုကဥဆောင်ရင်ဆင်းနေတဲ့အချိန်မှာပဲအိုနီရှိတယောက်ဘယ်သူမှမသိခင်မှာကျိုးကိုပြေးရင်တယောက်တည်းထွက်သွားပါတယ်ဒါကိုအဖွဲ့ရဲရသူကအိုနီရှိပြောင်းမှသတိထားမိလိုက်တော့ကပ်ပတိန်ကြီးအိုနီရှိမရှိတော့ဘူးဆိုပြီးလှမ်းអော်လိုက်ပါတယ်ဟာကွာဒီကောင်အိုနီရှိပျောက်သွားပြန်ပြီလို့ပြောရင်အိုနီရှိကတော့ရီကိုရေတောင်းထားပေးပါအောင်ငါနင်းကိုပြောစရာရှိသေးရဲ့လို့ရေရွတ်လိုက်ကတယောက်တည်းကဲဖို့ထွက်လာခဲ့လိုက်ပါတယ်မန်ကာကပြစ်ဆုပ်ပံပြန်ရောက်လာခဲ့ရင်ဆရာအိုနီရှိလဲကျိုးကိုလက်နဲ့ကင်ထားကအရင်ကအကြောင်းတွေခေါင်းနဲ့ပြန်ဝင်လာပါတယ်ဘလို့ဖြစ်လို့လဲအိုနီရှိကျိုးကိုမြန်မြန်ဖြတ်လိုက်လေမင်းငါ့ကိုခွင့်မလွတ်နိုင်သေးဘူးလားဆိုပြီးကိုရိုကပြောလိုက်တော့ဆရာအိုနီရှိကအေးတေချာတာပေါ့ကွာအဲ့တုန်းကဆုံးဖြတ်ချက်အရမင်းကငါအကူဒီကိုခွင့်မလွတ်နိုင်သေးဘူးဒါပေမဲ့ငါသာဒီကျိုးကိုဖျက်ပစ်လိုက်ရင်မင်းတို့လူသားမျိုးဖြစ်လာမှာကွာလို့ပြောရင်ဆရာအိုနီရှိတယောက်ကျိုးကိုဆက်ဆွဲထားလိုက်ကအပေါ်ကိုဆက်တက်ဖို့ပဲဆုံးဖြတ်ကမိုရီငါမင်းကိုဘယ်တော့မှမထားခဲ့ဘူးလို့ရေယွန်ရင်းနဲ့အပေါ်ကိုပဲဆက်တက်နေခဲ့ပါတယ်တစ်ဖက်မှာလည်းမိုရီတယောက်တောင်ကိုပဲဆက်တက်နေခဲ့ပါတယ်တော်တော်မြင့်မြင့်ကိုပြန်ရောက်လာတော့နှွေးထွေးမှုကိုပြန်ခန်းစားလိုက်ရပြီးတခုခုကိုလည်းမိုရီတယောက်တွေ့သွားပါတယ်အဲ့ဒါကတော့ဆိုင်းမုတ်တစ်ခုဖြစ်ပြီးဆိုင်းမုတ်ထဲမှာတော့အမီတာတောင်ပေါက်ဝမှာချိုင်းတို့ရထားဘူးလားတို့9ကီလိုမီတာအလိုးဆိုတဲ့စပါမိုရီတယောက်လည်းစကိုမြင်ပြီးတောင်ပေါ်ကနေဘေးကိုကြည့်လိုက်ကတောင်အောက်ကနေအနောက်မှာကြံခဲ့တဲ့မီးထိန်ထိန်လင်းနေတဲ့မြို့ပြကြီးကိုလှမ်းတွေ့သွားပါတယ်မိုရီတယောက်လည်းခဏလောက်ရက်ကြည့်နေပြီးခဲ့ပြီးစိတ်ထဲကနေပြီးတော့မြို့ကြီးပါလားအဲ့ဒီမီးရောင်တွေအောက်မှာလူတွေဆိုပြီးရေရွတ်လိုက်ပေမဲ့ကြည့်နေတဲ့မျက်လုံးတွေကိုမှိတ်လိုက်ပြီးခြေကိုလှည့်လိုက်ကဆိုင်းဘုတ်ကညွှန်ပြထားတဲ့လမ်းတိုင်းတောနတ်ကြီးရဲ့ဝင်သွားလိုက်တာ Chapter 25လည်းဒီမှာဒီမှာအဆုံးသတ်သွားပါတယ် Chapter 26လူနှစ်ယောက်ရဲ့ရန်ညိုးများ Chapter 26ရဲ့အစမှာတော့ဆရာအိုနီရှိနဲ့ကိုရိုနှစ်ယောက်လည်းတောင်ထိပ်ကိုဖြည်းဖြည်းချင်းနဲ့တက်လာလို့လာခဲ့ပါပြီတောင်ပေါ်ကိုတက်ရင်မောနေတဲ့ကိုရိုကနေမှဟူးမင်းရဲ့တွဲဘက်အကြောင်းကိုလည်းနည်းနည်းတော့စဉ်းစားပေးပါအောင်ကွာမင်းတို့ကောင်းမျိုးကြောင့်ငါတို့ပါဒုက္ခနှကဆင့်တော့မယ်ဆိုပြီးညှိပြနေပါတယ်အပူချိန်က -10 ဒီဂရီထိရောက်သွားပြီးဓာတ်ရောင်ကြီးလိုင်းကြောင့်အပူချိန်ရုတ်တရက်ထိုးကျသွားကအန်ရည်များတယ်လို့ဆရာအိုနီရှိကပြောလိုက်ရင်တောင်အစွန်သားလေးကိုတွားကြည့်လိုက်ကတွေးလိုက်ရတာကိုကြည့်ပြီးဒါကမကောင်းတော့ဘူးလို့ပြောနေမိပါတယ်အဲ့ဒါကတော့နှင်းမောင်တိုင်းရဲ့အကျွင်းကြံတွေကတောင်ရဲ့လမ်းတစ်လျှောက်မှာပြင်းထန်နေခဲ့တာပဲဖြစ်ပါတယ်ဒါကိုမြင်သွားတဲ့ကိုရိုတယောက်လည်းဒါအတော်ကြီးတာပဲလို့ပြောလိုက်ရင်အဲ့နောက်မှာဆရာအိုနီရှိကနေမှကိုရိုကြီးနောက်ထပ်နှင်းပြုံမှုရှိမရှိကိုဒီကနေပဲစောင့်ကြည့်ပေးထားပါငါအပြက်စည်းတွေကြားတွေကနေရှာကြည့်လိုက်အောင်မယ်လို့ပြောလိုက်တော့ကိုရိုကလန့်သွားပြီးဘာရောက်မင်းအတီပြောနေရလားဒီလောက်ကျတဲ့နေရာကြီးကိုမင်းတယောက်တည်းရှာလို့ရမယ်ထင်နေရလားဆိုပြီးမေးလိုက်တော့ဆရာအိုနီရှိကနေမှအေးတိတ်ဟုတ်တာပေါ့ကွာမိုရီကဒီအောက်မှာရှိနေနိုင်တယ်လို့ပြောရင်တောင်အောက်ကိုတယောက်တည်းဆင်းသွားလိုက်ပါတယ်နောက်ကကြံခဲ့တဲ့ကိုရိုကနေမှနောက်ထောင်ကိုနီကြီးတကယ်လို့သူသာဒီနေရာမှာနှင်းတောင်ပြိုကျမှုတွေပါသွားခဲ့ရင်တော့ရှာနေလဲတွေ့စရာအကြောင်းမရှိတော့ဘူးကွာ
ပြီးတော့မင်းသာနှင်းတွေအောက်ထဲမြုပ်သွားခဲ့ရင်မင်းနဲ့30အတွင်းမှာပဲအသက်ရှင်မှုနီးလန်းမရှိတော့ဘူးအသက်ရှင်နိုင်ကြီးက3ညနီးပါးပဲရှိတော့တယ်ကွာမင်းလက်လျှော့လိုက်စမ်းပါကွာလို့အော်ပြောပေမဲ့ဆရာအိုနီကြီးတယောက်ကတော့အရှိကိုပဲတက်သွားနေခဲ့ကအေးဟုတ်တယ်ဟေ့အောင်ကြီးမင်းကအမြဲတမ်းအဲ့ဒီအတိုင်းအခုလိုမျိုးမင်းရဲ့ရဲဘော်ရဲဘက်တွေကိုပြစ်ပယ်တက်တာပေါ့လွန်ခဲ့တဲ့အချိန်10နှစ်တုန်းကလိုမျိုးပေါ့ကွာလို့ဆရာအိုနီကြီးကပြောလိုက်ရင်မန်ကလွန်ခဲ့တဲ့10နှစ်ကနှင်းမုံတိုင်းကြားတွေကိုပြန်ရောက်သွားပါတယ်ဘရီကိုကြီးကျွန်တော်ကိုစောင့်နေပေးပါကျွန်တော်မင်းကိုတေချာပေါက်လာခဲ့ပါမယ်လို့အိုနီရှိတယောက်ပြောနေရင်ရုတ်တရက်လက်တစ်ဖက်ကအိုနီရှိရဲ့ခါကိုဖတ်လိုက်ပါတယ်ထိုဖတ်လိုက်တဲ့လူကတော့ကူရိုဖြစ်ပြီးကူရိုကနေမှပြန်လာခဲ့စမ်းအိုနီရှိတယောက်တည်းသွားတာကိုငါခွင့်မပြုနိုင်ဘူးလို့ပြောပေမဲ့အိုနီရှိကတော့ကူရိုလက်ကိုတွန်းထုတ်လိုက်ပြီးခေါင်းဆောင်ကျွန်တော်အသက်ပဲပေးရနောက်ဆုံးမှမဟုတ်ဘူးသူနဲ့မတွေ့မချင်းပေါ့ဆိုပြီးအိုနီရှိကအော်ပြောလိုက်ပါတယ်အိုနီရှိတယောက်လှည့်ထွက်သွားတာကိုမြင်တော့ကူရိုကနေမှဟေ့အချိန်တနားရီလောက်ပါပဲကွာကျန်တဲ့သူတွေကိုတော့ကိုဘူတာဥဆောင်ပြီးတားအောက်ကိုခေါ်သွားပေးနေပြီအချိန်မရှိတော့ဘူးငါနဲ့ခဏလောက်လိုက်ခဲ့စမ်းပါလို့ပြောရင်ကူရိုတယောက်အိုနီရှိကိုတောင်ကြားတနေရာတွေကိုခေါ်သွားခဲ့ပါတယ်နှစ်ယောက်သားအတူတူတောင်အောင်သားလေးကိုဆင်းနေခဲ့ပြီကူရိုကနေမှဘယ်နေရာမှမသိဦးတီပြီးသွားနေတော့နောက်ကလိုက်လာတဲ့အိုနီရှိကဘာမှမဆိုင်မဲ့ကြောက်ကမ်းပါးတွေကိုဆင်းသွားလာဟာသူ့ဘဲကိုသွားနေရလဲကွာလို့ပြောရင်သူတို့နှစ်ယောက်လည်းနေရာတစ်ခုကိုရောက်သွားခဲ့ပါတယ်ထိုနေရာမှာရှိနေခဲ့တာကတော့အိုနီရှိလိုက်ရှာနေခဲ့တဲ့ရီကိုတယောက်တောင်ရဲ့အောက်ခြေနားလေးမှာတကိုယ်လုံးကိုအဝတ်နဲ့ဖုံးတိုင်းထိုင်လိုက်တရားလေးရှိနေခဲ့တာပါရီကိုကိုမြင်ချင်းပဲအိုနီရှိလည်းပြေးသွားလိုက်ကရီကိုကြီးနင်အဆင်ပြေလားဟာရီကိုကြီးဆိုပြီးအော်ပြောပေမဲ့ဟိုကမျက်စိအောင်ပြန်မဖွင့်လို့အိုနီရှိတယောက်လည်းစိတ်ပူသွားရပါတယ်ငါသူ့ကိုခီးတစ်ခွက်မှာပျောက်ဆုံးသွားတော့ပြန်ရှာတွေ့ခဲ့တာပဲသူ့ရဲ့တကိုယ်လုံးကြေမသွားခဲ့ပြီးခါအောက်ပိုင်းတစ်ခုလုံးကတော့လို့ပြောလိုက်ရင်အိုနီရှိတယောက်လည်းအောက်ကအဝတ်စားကိုလှန်ကြည့်လိုက်ကရီကိုရဲ့ခြေထောက်နှစ်ချောင်းလုံးကရားတရားမရှိအောင်ကျိုးနေခဲ့ပြီးသွေးတွေလည်းပေကြံလို့နေခဲ့တာပါဒါတွေကိုမြင်ချင်းအိုနီရှိတယောက်ချက်ချင်းဆိုသလိုအဝတ်ကိုပြန်ဖုံးလိုက်ရင်မျက်နှာတစ်ခုလုံးလည်းသွေးပြတ်သွားသလိုခံစားလိုက်ရပါတယ်အဲ့နောက်မှာတော့ကိုရိုကပဲဆက်ပြီးသွေးထွက်တာအရမ်းများပြီးသူ့ကြောရိုပျက်စီးသွားတာကလည်းပြင်းထန်လုံးတယ်အခုတည်းကသူမအသက်ရှူနေတော့မယ်ဒါပေမဲ့အချိန်ပိုင်းနဲ့လိုတော့တယ်လို့ပြောလိုက်ပါတယ်အိုနီရှိလည်းစိတ်မကောင်းဖြစ်သွားနဲ့ဘာလို့အဲ့ဒါကိုငါတို့စောစောလေးကမပြောခဲ့ရလဲအခုချင်းလူတွေအားလုံးကိုပြန်ခေါ်ပြီးအကူအညီတောင်းရမယ်လို့ပြောလိုက်ပေမဲ့ကိုရိုကနေပဲသွေးအေးအေးနဲ့ဘာလဲငါတို့ပါလိုက်သေးပေးရမှာလားတေလူနီးပါဖြစ်နေတဲ့လူတယောက်ကိုကယ်ဖို့အတွက်အထိတ်မှန်မရှိတဲ့နစ်နာမှုမျိုးလုံးเสียလိုမနေဘူးလို့ဖြေလိုက်ကအိုနီရှိတယောက်လည်းကိုနာကိုတောင်မယုံနိုင်တယ်လို့ဖြစ်သွားရပါတယ်ဒါဆိုလဲဗျာကျွန်တော်ကြောပေါ်မှာတဲပြီးပြန်ခေါ်သွားပါမယ်လို့အိုနီရှိတယောက်ပြောရင်တဲဖို့ကြိုးကိုရှာနေတဲ့အချိန်မှာပဲရီကိုရဲ့ကြိုးကပြက်နေတာကိုတွေ့သွားပါတယ်အိုနီရှိလည်းကိုရိုဘက်ကိုလှည့်လိုက်ရင်ခိုးဆာဝါဆန်ဒီတောင်တကြိုးကဖြတ်ထားတာပဲမဟုတ်ဘူးလားမဖြစ်နိုင်တာဒီကြိုးကိုမင်းဖြတ်လိုက်တာလားမင်းမသာလွတ်အောင်ပြုတ်ကျသွားတဲ့ရီကိုရဲ့တောင်တကြိုးကိုမင်းဖြတ်လိုက်တာလားဆိုပြီးဒေါသတကြီးနဲ့မေးလိုက်တော့ကိုရိုကတောက်ကြိုးမပြေရဲ့လေတန်းနဲ့အေးပေါ့ကွာအဲ့ဒီကောင်မှာစောင်းရမ်းလေးတယ်ကွာဆိုပြီးရဲရင်ပြောလိုက်တော့အိုနီရှိတယောက်ဒေါသအတော်လေးကိုထွက်သွားပါတယ်ဒေါသထွက်နေတဲ့အိုနီရှိလဲကိုရိုရဲ့မျက်နှာတက်တဲ့ကိုထိုးချလိုက်ရင်ဟဲ့အောင်လူယုံမှာပေါ့မင်းကလူမဆန်တဲ့ကောင်မလားကွာဘောပဲကွာရီကိုဆိုပြီးအိုနီရှိတယောက်မျက်ရည်နဲ့ပြည့်နေလို့နေခဲ့ရင်နောက်ဆုံးမှာတော့ရီကိုတယောက်ဟာတောင်ရဲ့နှင်းနေကြားထဲမှာပဲတိတ်တဆိတ်အသက်ဆုံးရှုံးသွားခဲ့ရပါတယ်မန်ကပြစ်စုံပောင်ပြန်ရောက်လာခဲ့ရင်ဆရာအိုနီရှိကနေမှအဲ့ဒီတော့ငါဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်မင်းတို့လူသားမျိုးဘယ်တော့မှမဖြစ်စေရဘူးတိတ်ငယ်တဲ့မျောလင်းချက်လေးတစ်ခုရှိပါစေအောင်တော့ကွာငါဘယ်တော့မှလက်ရှုံမှာမဟုတ်ဘူးကိုရိုလို့ပြောရင်ဆရာအိုနီရှိတယောက်အောက်ကိုဆက်ဆင်းသွားပါတယ်အပေါ်မှာကြမ်းခဲ့တဲ့ကိုရိုလဲစောက်ကျိုးမပြေတဲ့ပုံနဲ့အမြဲတမ်းအဲ့အတိုင်းပဲမင်းကနည်းနည်းလေးမှမပြောင်းလဲသေးဘူးမင်းကအခုဒီကလေးဆန်နေတော့မယ်လို့ပြောလိုက်ရင်ရုပ်တရက်ကိုရိုတယောက်တစ်ခုခုကိုမြင်သွားကအိုနီရှိကိုပါလှမ်းကြည့်ခိုင်းလိုက်ပါတယ်သူတို့နှစ်ယောက်လုံးမြင်သွားတာကတော့ခွက်ကိုရင်ရှိနေတဲ့ခြေရာတွေပါဒီခြေရာတွေကမိုးရီတယောက်သူနှင်းတောင်ပြိုကျမှုတွေကရုံထွက်ပြီးတောင်ကျောတိုင်းအပေါ်ကိုတက်သွားနိုင်ခဲ့တာကိုတက်တည်ပြနေတာပါကိုရိုလည်းမဖြစ်နိုင်ပါဘူးကွာဆိုရယ်မျက်နှာကြီးဖြစ်နေခဲ့ပြီးဆရာအိုနီကြီးတယောက်ကတော့ဝမ်းသာလို့မျက်ရည်ရောင်ဝဲနေခဲ့ပါပြီတစ်ဖက်မှာလည်းမိုးရီတယောက်ဟာတောရဲ့လမ်းလျှောက်ကိုဆက်သွားနေခဲ့ရင်လည်းပဲ Chapter 25ဟာလည်းဒီမှာနဲ့အဆုံးသတ်သွားခဲ့ပါတယ် Chapter 27တောင်တက်ချင်းမှာပြန်တန်းချင်းတို့ဦးတည်၍ Chapter 27ရဲ့အစမှာတော့ဆရာအိုနီရှိတို့နှစ်ယောက်လည်းမိုးရီလမ်းမှာတွေ့ခဲ့တဲ့မြို့အကြီးကိုတွေ့သွားကြပါတယ်ဆရာအိုနီရှိလည်းမြို့ကြီးကဒီလောက်နင်းနေလေးရှိနေကြအောင်တောင်ချီယာတွေကမြို့ဘက်ကိုသွားမနေပဲအနောက်ကိုလှည့်ကြည့်လိုက်ကတောင်ဘက်စီကိုပဲသွားတဲ့လမ်းမှာပဲချီယာတွေပေါ်နေခဲ့ကြကြောင်းနားမလည်နိုင်ဖြစ်နေပါတယ်ဘာဖြစ်လို့လဲမိုးရီအကယ်၍မင်းသာဒီမျိုးဘက်ကိုသွားလိုက်ရင်မင်းတေချာပေါက်ကယ်တင်ခံရလိုက်မယ်ဆိုတော့တည့်ရသားနဲ့လို့ပြောလိုက်ရင်ကိုရိုဘာပဲဖြစ်ဖြစ်သူတို့ခြေရာနောက်ကိုဆက်လိုက်မယ်လို့ပြောလိုက်ပါတယ်ကိုရိုလည်းစိတ်ထဲကနေအိုနီရှိမင်းရဲ့တဘွားလုံးကိုပေးလိုက်ရရင်တော့မှအဲ့ဒီမျိုးကမေးရောင်တွေကိုလှမ်းကြည့်နေတဲ့မင်းအတွက်တော့စိတ်ထဲမှာအခုထိလုံးဝပေါ်ပွားလွတ်လပ်မှုကိုခံစားနေရသေးရလားလို့ပြောလိုက်ရင်ကိုရိုရဲ့အတွေးတွေကနေတဆင့်မန်ကာကလွန်ခဲ့တဲ့အချိန်တွေစီကိုပြန်ရောက်သွားခဲ့ပါတယ်ရီကိုရဲ့တည်ဆုံးမှုနဲ့အတူတရင်ကဟိုးလေးတစ်ကြော်ဖြစ်သွားခဲ့ရင်ရီကိုရဲ့ဇာပနအခမ်းအနားကိုပါတရင်နောက်တွေရောရောက်နေခဲ့ကြပါတယ်ဒါအပြင်သူဟိုမာဟေ့ဆိုတဲ့အတန်းနဲ့အတူကိုရိုတယောက်ကလည်းဆေးလိပ်တောက်နေရင်းနဲ့ရီကိုရဲ့ဇာပနပွဲကိုတက်လာခဲ့ပါတယ်ကိုရိုဆာဝါဆန်မင်းရဲစစ်စစ်မင်းမြမှုမှာအမှန်တမ်းပြောခဲ့တာဟုတ်တယ်မလားမင်းဖျက်ချလိုက်တဲ့တောင်တကြိုးပန်ရှင်တည်သွားခဲ့ရတဲ့အဖြစ်မှန်ပေါ်ဘယ်လိုခံစားရလဲကိုရိုဆာဝါဆန်တခုံးလောက်ပဲဖြစ်ဖြစ်ပြောပေးပါအောင်စတဲ့မေကုန်းမောင်းများစွာမင်းနေခဲ့မိပဲကိုရိုတယောက်ကတော့ဘာလို့မှပြန်လဲဖိချားခြင်းမရှိပါဘူးလူအုပ်ကြားတဲ့လူတွေကလည်းဟုတ်တယ်ကွာရေဘူးအားဖြင့်တောင်တက်တဲ့နေရာမှာတယောက်ရဲ့ကြိုးကိုဖျက်ပစ်ရတဲ့အဖြစ်ရမျိုးကအလွန်ရှားပါလွန်းတယ်အဲ့လိုဖြစ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူး
သူကအခုဘာမှမဖြစ်ခဲ့တယ်လို့ပုံမှန်တိုင်းဟန်ဆောင်နေကြလို့မရဘူးဆိုပြီးတီးတူးပြောနေကြပါတယ်ထိုလိုကြားထဲမှာလည်းအိုနီရှီတယောက်ပါရောက်နေခဲ့ပါတယ်အိမ်ကိုသာပြန်လိုက်ပါတော့စောက်လူသက်သမားကောင်ငါသမီးရီကိုကိုပြန်ပေးဆိုပြီးရီကိုရဲ့အမေတယောက်ကတော့သမီးဖြစ်သူတေဆုံးမှုနဲ့ပတ်သက်ပြီးနာနာကြီးကြီးနဲ့မုန်းတီးနေခဲ့တာပါကိုလိုလည်းဆေးလိတ်ကိုချလိုက်ကရီကိုရဲ့အမေဖြစ်သူနဲ့သတင်းထောက်တွေအရှိမပဲအယိုသေးပေးလိုက်ပါတယ်ရီကိုရဲ့အမေကတော့မျက်ရည်ရည်နဲ့သာငိုနေမိခဲ့ပါတယ်ဇာပနာပွဲလည်းပြီးသွားလို့ကိုလိုတယောက်အိမ်ကိုပြန်နေခဲ့တဲ့အချိန်မှာပဲအနောက်ကနေအိုနီရှီရောက်လာရင်ကိုလိုငါအကြောင်းစုံကိုတေချာမသိရသေးဘူးအခုမင်းစီကနေတိုက်ရိုက်ကြားပါရစေဘာလို့အဲ့လိုမျိုးအလုပ်ကိုလုပ်ခဲ့ရတာလဲဆိုပြီးမေးလိုက်တော့ကိုလိုကနေပဲကောင်းပြီလေကွာဘာပဲဖြစ်ဖြစ်ဒါကငါရဲတွေကိုပြောခဲ့တဲ့အတိုင်းပါပဲမင်းကဘယ်နှစ်ခေါက်လောက်ထပ်ပြီးကြားချင်နေသေးရလဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကိုလိုကနေမှအိုနီရှီအဲ့ဒီအချိန်တုန်းကငါသူမကိုရှာတွေ့ပြီးနောက်မှာပဲငါတို့တွေကြိုးချင်းချင်းတွဲလိုက်ပြီးအရှိတ်ဘက်တောင်ကျော်အတိုင်းလမ်းလျှောက်ခဲ့ကြတယ်အဖွဲ့နဲ့လူစုကွဲသွားပြီး10 နာရီလောက်အကြာအထိကိုငါတို့အမိုးကမပါပဲညအိတ်ရနာခဲ့ရတော့မှသူမရဲ့လမ်းလျှောက်ပုံကတင်ငင်နေတော့မယ်လို့ပြောလိုက်ပါတယ်မန်ကာကထိုးအချိန်ကိုပြန်ရောက်သွားခဲ့ပြီးရီကိုကနေမှစိတ်မကောင်းပါဘူးကွာငါအားလုံးကိုဒုက္ခပေးမိတယ်လို့ဖြစ်သွားပြီဒါကြောင့်ငါတို့မြန်မြန်သွားဖို့လိုတယ်လို့ပြောတော့ကိုရိုကနေပဲကိုအရင်အတွန်းမပေးပါနဲ့ဘာမဆိုတတိထားပါဒီနေရာလို့ဆိုပြီးပြောရင်တန်းလန်းမယ်ရီကိုတယောက်နှင်းကြုံကျသွားကရီကိုနဲ့ကြိုးသွဲထားတဲ့ကိုရိုတယောက်ပါအနောက်ကနေတန်းလိုင်းပါသွားပါတယ်သွားပြီကွာသူမနှင်းတွေစုပုံနဲ့တောင်ဆုံးနင်းမိသွားပြီလို့ပြောလိုက်ရင်ကိုရိုတယောက်ပါတောင်ဆုံးသားလေးတီကိုရှော့ကျလာပါတယ်ကိုရိုတယောက်လည်းခက်မြန်မြန်ပဲအိတ်ထဲကနေတောင်တက်တဲ့ပစိန်ကိုထုတ်လိုက်ရင်အချိန်မီလေးအတွင်းမှာတောင်ရဲ့အစွန်ပြားလေးကိုကတ်သီးလေးခိုထားခဲ့နိုင်ပါတယ်ရီကိုကတော့အောက်မှာတန်းလိုင်းဖြစ်လို့နေခဲ့ပါပြီကိုရိုတယောက်လည်းလက်တစ်ဖက်တည်းနဲ့ခိုထားရတာကောသူ့ဝိတ်တယ်မဟုတ်ပဲရီကိုရဲ့ဝိတ်ပြောရရင်လူနှစ်ယောက်ဝိတ်ဖြစ်နေရတော့ကြောင့်ခက်ခဲနေပါပြီဆက်ပြီးကိုရိုကပဲဟေ့အောင်မင်းသိလားအဲ့ဒီအခြေအနေကိုငါ10မိနစ်ကြော်လောက်တောင်းခံထားခဲ့ရတာအပြစ်တင်ခံရမယ်အစားဒါကတကယ်တော့ချီးကျူးခံရမယ်အရာပဲလို့ငါထင်တယ်ကွာပြီးတော့မင်းမသိဘူးမလားဥပဒေပုံမှာ30အရေးပေါ်တင်းရှောင်ခြင်းဆိုင်ရာအချက်အရကိုယ့်ရဲ့လုံခြုံရေးကိုစိတ်ချရဖို့အတွက်တောင်ပေါ်မှာကိုယ့်ရဲ့တောင်တက်ကျိုးကိုဖျက်ပစ်ခဲ့ရင်တော့မှဂျာသဝင်းမှုနဲ့တရားစွဲဆိုခြင်းခံရမှာမဟုတ်ဘူးကွာဆိုပြီးပြောလိုက်တော့အိုနီချီတယောက်လည်းတော်တော်လေးကိုလန့်သွားခဲ့ပါတယ်ဒါဆိုမင်းပြောချင်တာမင်းအဲ့ဒါကိုသိရနဲ့ဖျက်ချလိုက်တာလားဆိုပြီးမေးတော့ကိုရိုကအချိုးမပြေတဲ့လေတန်းနဲ့ဟုတ်မှန်ထင်တယ်ကွာဒါပေမဲ့အဲ့ဒါကိုသာငါမသိခဲ့ရင်ဒီထက်ပိုပြီးစိတ်တရဖြစ်နေမိပါဆိုပြီးဖြေတော့အိုနီချီတယောက်ဒေါသထွက်သွားကဟေ့အောင်မင်းထက်ဆိုတဲ့တွဲဖက်တောင်တဲ့သမားတော့ရှိနေတော့မှာမဟုတ်ဘူးငါသာရေကိုရဲ့ပါနာဖြစ်ခဲ့ရင်ငါအသက်ကိုပေးရရင်တော့ကျိုးကိုလွတ်လိုက်မှာမဟုတ်ဘူးကွာပြီးတော့ဥပဒေကခွင့်ပြုထားတယ်ဆိုရင်တော့ငါမင်းကိုဘယ်တော့မှခွင့်မလုပ်ဘူးဥပဒေတောင်တွေရဲ့ကျင့်ဝတ်တိတ်ခါတွေဆိုပြီးအိုနီချီတယောက်စကားမဆုံးခင်မှာပဲကိုရိုကထိုးချပစ်လိုက်ပါတယ်ဟေ့အောင်အိုနီချီကလေးတယောက်လိုမရင်ကျက်တဲ့စကားတွေကိုလာမပြောစမ်းနဲ့တောင်ဆိုတာကိုယ့်အသက်ကိုသူများလက်ထဲအပ်နိုင်ရမယ်နေရာမဟုတ်ဘူးကွာကိုယ့်ဘာသာပေးဆက်ရမယ်နေရာပဲမင်းသာဝင်တော့ဝင်ဖို့ဖြစ်လာခဲ့ရင်ဘယ်အချိန်မလို့တေဖို့ပြင်ဆင်ထားရမယ်နေရာပဲကွာဆိုပြီးကိုရိုကပြောချပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကိုရိုရဲ့ဖုန်းကဝင်လာခဲ့ပြီးကိုရိုတယောက်လည်းဖုန်းကိုကန်လိုက်ပါတယ်ဆက်ပြီးကိုရိုကပဲငါရဲ့အလုပ်ခေါ်စာပြန်ရုပ်သိမ်းခံလိုက်ရပြီလို့ထင်တယ်ပြီးတော့အလုပ်ကန်တော့ငါအဆက်အသွယ်ရမလားဆိုပြီးတောင်တက်ကလတ်ထဲပဲဝင်ခဲ့တာအခုတော့အရာအားလုံးကလကားဖြစ်သွားပြီကွာနှုတ်ဆက်ပါတယ်အိုနီရှီယာငါတို့တယောက်နဲ့တယောက်ထပ်တွေ့ကြတော့မှာမဟုတ်ဘူးတောင်တွေနဲ့ငါနဲ့အပြက်ပဲကွာလို့ပြောရင်းနဲ့ပဲအဲ့နေရာကနေထွက်လာခဲ့လိုက်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့သတင်းမီဒီယာတွေနဲ့တောင်တက်လောကသားတွေကသူတို့ရဲ့အပေါ်ယံတရားမျှတမှုနဲ့ကျင့်ဝတ်အလံတွေကိုလွှင့်ထိုးပြီးကိုရီးယားဇယိုက်လက္ခဏာကိုပုတ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်ဒါကြောင့်ပဲလူအများရဲ့စောင့်ကြည့်တဲ့မျက်ဝန်းတွေကနေကင်းဝေးအောင်လူစိတ်ဝင်စားမှုခံရတဲ့နေရာကနေကိုရိုတယောက်ကြောခိုင်းထွက်လာခဲ့ရင်သတင်းတော်ဖြစ်လာခဲ့ရတာပဲဖြစ်ပါတယ်မန်ကာကအခုလက်ရှိပြစ်စုံပံကိုပြန်ရောက်လာခဲ့ရင်ကိုရိုတယောက်စိတ်ထဲကနေမှမင်းရှိနေတဲ့ကဘာနဲ့ငါရှိနေတဲ့ကဘာလုံးဝဖြောင်းဖြောင်းကြီးစန့်ကျင်ပဲကွာအိုနီရှီယာလို့တွေးနေမိရင်ရုပ်တရက်ဆရာအိုနီရှီကနေမှဟိုကြည့်လိုက်စမ်းမအောင်ကိုရိုဆိုပြီးလှမ်းអော်လိုက်ပါတယ်သူတို့မြင်လိုက်ရတာကတော့ညဘက်လားထိန်ထိန်တာနေတဲ့အောက်မှာမဆောက်တဲ့တောင်နေရန်ကြီးအပေါ်ကိုလူတယောက်ကလက်ပလာနဲ့အပေါ်ကိုတက်နေခဲ့တာပဲဖြစ်ပါတယ်ထိုလူကတော့အားလုံးသိကြတဲ့မိုးရီကိုရန်ဖြစ်ပြီးဆရာအိုနီရှီလည်းမိုးရီကိုမြင်မြင်ချင်းမှာပဲမဟုတ်ဘူးဒါကမဖြစ်နိုင်တာကွာဒီတော့မဆောက်တဲ့တောင်တန်းကြီးကိုရေခဲပစင်ဒါမှမဟုတ်ဖနှက်ပါပဲတက်တာအဲ့လိုလောက်တာဒါကိုတက်တည်တဲ့အမှုပဲဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဘေးနာအကိုရိုကနေမှအိုနီရှီမင်းနားလဲချင်းမှနားလဲလိမ့်မယ်ဒါပေမဲ့လူသားအားလုံးကငါတို့နောက်ွယ်ကညဘက်ရှုခင်းကြီးကိုလှတယ်လို့တွေးကြတာမဟုတ်ဘူးအောက်ကလူလောကထဲမှာမုန်းကြံနေပြီးလူတွေကြားစိတ်ဟုတ်စရာကောင်းနေတဲ့အဆက်အသွယ်ရနေထွက်ပြေးကျင်နေတဲ့သူတွေအဲ့လိုတွေးတောနေတဲ့လူတွေမှာအများကြီးပဲရှိနေတယ်ဆိုပြီးပြောလိုက်ပါတယ်ကူလိုပြောချင်တာကတော့မိုရီဆိုရက်ကောင်တယောက်တည်းလွတ်ထားလိုက်တာအကောင်းဆုံးပဲဆိုတဲ့သဘောကိုပြောချင်တာပါနောက်ဆုံးမှာတော့ကူလိုကပဲအိုနီရှီမင်းသိလားငါတို့တွေအဲ့ဒီကောင်လေးကိုဘလို့မှမှီနိုင်တော့မှာမဟုတ်ဘူးထင်တယ်လို့ပြောလိုက်ရင် chapter 27ဟာလေဒီမှာရင်မှအဆုံးသက်သွားခဲ့ပါတယ်